ဝါကောင်လာပြောင်းမိချောင်းဖွေးဖွေးမိုးအေးတဲ့ကျွန်တော်ဇနီးကမြေဘေးကအိုင်းတိုင်းဆိုရရွာမှာတာဝန်ကြတယ်ဆရာမတင်းနေအခုလေဝါကောင်လာဆိုရင်လေတဲ့မိုးလေးကဖွေး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 နဲ့ကြပြီးဟောက်မြေထဲမိချောင်းတွေဖွေး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 နဲ့တက်လာဆိုဟာဒီကောင်လေးလန့်သွားကြည်စမ်းဒီအိမ်ရောက်တော့မေကတားရီနွားစာလေးဆင့်ခတ်ပါဦးအမလီဝါကောင်သတင်းကျွတ်ဟိုဘက်တစောင်းမုံကြမှာခတ်မယ်အဖေခတ်ခိုင်းဘာလို့တော့အမလီဒီလိုဝါကောင်လားဆိုမိုးလေးဖိုးဖိုးနဲ့မိချောင်းတွေခမရလှိမ့်လှိမ့်တက်တာခမရတော့တသက်လုံးမပြောခဲ့ဘူးကြည်စမ်းဆရာမကပြောလို့ပေါ့မိချောင်းမပြောပါနဲ့ဟေးအိမ်မြောင်တော့မတွေ့ဘူးပါဘူးတို့တို့လည်းသက်60ကျော်ပါပြီဟာခမရစားသေးလည်းပါတယ်ဆရာမလည်းပြောလိုက်တယ်မလုံးနဲ့သတင်းကြိုဟိုဘက်မှာမေးကျွန်တော်ခတ်မယ်အဲ့ဒါကျွန်တော်မထူးကပြောရဟဲ့မမူလာအောင် not the crocodile it's a flower ဘယ်မိချောင်းမှာလဲရေခတ်ခိုင်းလို့မရဘူးခလေးတွေဟမ်ဟုတ်လားဒီညီမနဲ့ပြန်ပြင်သင်လိုက်ပြရွာတွေကငါတိုင်လိုက်တယ်ပေါ့နောက်နေ့ကျဆရာမပြင်းတင်တယ်ဆရာမများထုံးစံပေါ့မလိမ့်တပတ်နော်မလေးကဆရာမတွေပြောပါတယ်မနေ့တုန်းကသားတို့သမီးတို့လေတဲ့ဆရာမတင်လာမိချောင်းဖွေးဖွေးမိုးအေးမိချောင်းတွေဖူးတက်လာတယ်မလားတဲ့ခလေးတွေကကောင်းနေမျက်လုံးပြူးနေဒီခေတ်မဟုတ်တော့ပါကွယ်တဲ့ဒီခေတ်တော့မော်တော်ပန်ကားတွေခုတ်လို့သေးကုန်ပါပြီတဲ့